အာရခတက်တော်အေးဟာမကွေးတိုင်းငဖဲမြို့နယ်အမ်ပဒန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးစခန်းကိုလည်းစက်တင်ဘာ28ရက်နေ့မှာသိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။အာရခတက်တော်အေးရဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာဂုတ်ကြီးကျေးရွာကစစ်ကောင်စီရဲ့တပ်စခန်းကိုစက်တင်ဘာ26ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့စက်တင်ဘာ28ရက်နေ့ညနေပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ကြတာပါ။ဂုတ်ကြီးတပ်စခန်းဟာနိုင်ရကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကြီးအတွက်အလွန်အရေးပါတဲ့စခန်းကုန်းတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီဟာငဖဲမြို့ကနေနိုင်ရကန်ကိုစစ်ကူပို့ဖို့ဂုတ်ကြီးစခန်းကိုထောက်ဖို့အနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်။အခုဂုတ်ကြီးစခန်းကိုအေးပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တဲ့အတွက်နိုင်ရကန်လေကြောင်းကာကွယ်ရေးတပ်စခန်းကြီးအနီးမှာစစ်ကောင်စီတပ်စခန်းငယ်တစ်ခုမှမရှိတော့ဘူးလို့သိရပါတယ်။နိုင်ရကန်တပ်စခန်းကြီးတစ်ခုသာကျန်ရှိတော့တဲ့အတွက်မကြာမီအချိန်ကာလမှာအာရခတပ်တော်အေးကသိမ်းပိုက်နိုင်မယ်လို့စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။ဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီကတော့နိုင်ရကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းဟာမကွေးတိုင်းငဖဲမြို့ရဲ့အလွန်အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တာကြောင့်အင်အားထောင်နဲ့ချီချထားပြီးတော့လက်နက်ကြီးတွေလည်းအများပြားတပ်ဆင်ထားတယ်လို့သိရပါတယ်။မကွေးတိုင်းကအာရခတပ်တော်အေးရဲ့ပူးပေါင်းထိုးစစ်ဟာငဖဲမြို့နယ်နိုင်ရကန်စခန်းကိုသိမ်းပိုက်နိုင်ဖို့အဖက်ဖက်ကပိတ်ဆို့ဖြတ်တောက်ကထိုးစစ်အရှိန်မြင့်နေတယ်လို့သိရပြီးစစ်ကောင်စီကလည်းလေကြောင်းပစ်ကူတွေအဆက်မပြတ်လှုပ်ပေးနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်